Starbucks ရဲ့ရွှေဖျုံသီးလက်ထဲကတင့်ကို marketing psychology behavioral science တွေအကြောင်းဘာတွေသင်ပေးနေလဲကျွန်တော်တို့ဒီနေ့ case study video မှာတော့ကမ္ဘာကျော် brands တစ်ခုဖြစ်တဲ့ Starbucks ရဲ့အင်မတန်မှအောင်မြင်ပြီးတော့နာမည်ကြီးတဲ့ pumpkin spice latte PSR အကြောင်းကိုကျွန်တော်တို့ behavioral science နဲ့ psychology ရှုထောင့်ကနေပြီးတော့မှအတူတူခွဲဖြန်းစိတ်ဖြာပြီးတော့လေ့လာကြည့်ရမှာပါနွေရာသီကုန်ပြီးတော့မှအစားအသောက်ရောက်တယ်ဆိုလို့ရှိရင်နိုင်ငံတကာက Starbucks တောက်တဲ့သူတွေတိလိုက်တဲ့အချက်ပြမိတွေကဘာလဲဆိုလို့ရှိရင် PSR ပြန်ထွက်လာပဲဒီ PSR ဆိုတဲ့တောက်စီကဘာလဲဆိုလို့ရှိရင် coffee တွေနွားနို့တွေပြောလို့ရှိရင်ဒီရွှေဖျုံသီးတို့တေချဘိုးကောက်တို့လေးညင်ဒီလိုမျိုးဟင်းခတ်အမွေးအကြံတွေနဲ့သူကရောဆက်ပြီးတော့မှဖြော်ထားတဲ့တောက်စီရာတစ်မျိုးအမေရိကန်မှာဆိုလို့ရှိရင်သူကစောင်းဦးရာသီရဲ့ပင်တန်ဆိုင်တောက်စီရာလိုမျိုးဖြစ်နေပြီဒီဖြော်ရည်ကသူက Starbucks ရဲ့သမိုင်းတစ်လျှောက်မှာအအောင်မြင်ဆုံးရာသီအလိုက်ထုတ်တဲ့ထုတ်ကုန်တစ်ခုဖြစ်လာတယ်သူရဲ့ဒီ PSR မှာဆိုလို့ရှိရင်ကိုပိုင် Wikipedia page တွေ fan club တွေသူ့ရဲ့ပုံစံနဲ့လုပ်ထားတယ်ကုန်ပစ္စည်းတွေ merchandise တွေတောင်အများကြီးရှိတယ်ဒါပေမဲ့စိတ်ဝင်စားဖို့အရန်ကောင်းတာသူ့ရဲ့ရောင်းအားဒီ PSR ကိုသူက2003ခုနှစ်မှာစပြီးတော့မှထုတ်တယ်နှစ်စဉ်ကမ္ဘာတဝန်းမှာခွက်ပေါင်းတန်း200ကျော်တောင်မှရောင်းရတယ်2019ခုနှစ်ရဲ့နောက်ဆုံးဒီ3လပတ်မှာဆိုလို့ရှိရင်တော့မှဒီ PSR တစ်မျိုးတဲ့ရောင်းအားက Starbucks စုစုပေါင်းရောင်းအားတွေအားလုံးရဲ့10%တောင်မှရှိတယ်ဒါဆိုလို့ရှိရင်ဒီ PSR က coffee ရဲ့ရွှေဖျုံသီးမဆလာအရသာတသက်ပဲလားလုံးဝမဟုတ်ဘူးသူ့ရဲ့အောင်မြင်မှုရဲ့နောက်ကမှာကျွန်တော်တို့လူသားတွေ consumer ရဲ့အုံနောက်ကိုနှဲစားနိုင်တဲ့ဆွဲဆောင်နိုင်တဲ့အစွမ်းထက်တဲ့အပြုမှုဆိုင်ရာဒီစိတ်ပညာပေါ့နော် behavioral science နဲ့ပတ်သက်တဲ့သင်ခန်းစာ3ခုရှိနေတယ်လုပ်ငန်းရှင်တွေ marketer တွေအတွက်တော့ဒီဟာကအင်မတန်မှအဖိုးတန်တဲ့သင်ခန်းစာတွေဖြစ်ပါတယ်ပထမအဦးဆုံးချက်ကဘာလဲဆိုလို့ရှိရင်ဒီအချိန်မဲရမယ်ဆိုရယ် scarcity ရဲ့စွမ်းအား PSR အောင်မြင်ရဲ့အဓိကအယိုးရှင်းဆုံးလှုပ်ဝက်ချက်ကတော့ရှားပါမှုသူ့တစ်နှစ်ပတ်လုံးလုံးဝဝယ်လို့မရဘူးဘာလို့လဲဆိုတော့သူက September ကနေပြီးတော့မှ November လလောက်အတွင်းမှာပဲဒီသတ်မှတ်ထားတဲ့အချိန်တို့တစ်ခုအတွင်းမှာပဲသူကရနိုင်တယ်အကျန်တဲ့6လလုံးဘလောက်တောင်း branch တွေအကုန်လုံးမှာဝယ်လို့မရဘူးဒါကစိတ်ပညာအရာ scarcity ရှားပါမှုကိုသူကအသုံးချတာအဲ့လိုမျိုးအချိန်ကန့်သက်ပဲရမယ်ဆိုပြီးတော့မှ time limit လုပ်လိုက်တဲ့အခါမှာလူတွေရဲ့စိတ်ထဲမှာဘာဖြစ်သွားလဲအခုရာလုံးလေးမတော့ရတဲ့လို့ရှိရင်နောက်နှစ်အထိစောင့်ရတော့မယ်ဆိုတဲ့အသည့်ကသူ့ကိုပို့ပြီးတော့မှတန်ဖိုးရှိတယ်လို့ခံစားစေရတယ်လူတဘာဝအရာရှားပါးလေတက်ပို့ပြီးတော့မှတန်ဖိုးထားလေပို့ပြီးတော့မှလိုချင်တယ်ပဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်လက်တန်းပြောနေတာမဟုတ်ဘူးသေချာလေ့လာထားတဲ့စမ်းသပ်မှုနှစ်ခုရှိတယ်ပထမတစ်ခုကဘာလဲဆိုလို့ရှိရင် gift voucher study လို့ခေါ်တယ်သူသေသနာပညာရှင်တွေကလူတွေကို coffee ဆိုင်မှာသုံးလို့ရမယ်$6တန်လက်ဆောင်ဒီ gift voucher ပေါ့နော်ဒါလေးတွေအလကားပေးတယ်ဒါပေမဲ့သူကအုပ်စုနှစ်စုခွဲလိုက်တယ်ပထမအုပ်စုကိုကြတော့ voucher တက်တန်ကိုသူက2လပေးထားတယ်2လအတွင်း2လအထိတိုက်တယ်လို့သားလို့ရတယ်ဒုတိယအုပ်စုကိုကြတော့သူက voucher တက်တန်3ပတ်အထိပဲပေးထားတယ်အဲ့တော့စဉ်းစားကြည့်လိုက်ရအောင်ကျွန်တော်တို့အချိန်နဲ့အများကြီးပိုရတဲ့အုပ်စုက voucher ပို့ပြီးမှသုံးပြမယ်လို့လူအများစုကတွေးကြတယ်ဒါပေမဲ့လုံးဝမှားတယ်ရလိုက်ကပြောင်းပြန်အချိန်2လတောင်ရတဲ့အုပ်စုမှာကြတော့6%တော့ပဲပေါက်ချကိုလာသုံးကြတယ်အကြောင်းမျိုးနဲ့မေ့သွားတာတော့ဘာလို့ပဲเนาะအချိန်3ပတ်ပဲရတဲ့အုပ်စုကကြတော့33%တော့ဒီ gift voucher ကိုပြန်ပြီးတော့မှလာသုံးကြတယ်တဲ့ဘာလို့လဲဆိုတော့အဖြေက procrastination အချိန်ဆွဲခြင်းပဲအချိန်နဲ့အများကြီးရတယ်ဆိုရင်လူတွေကအေးဆေးပေါ့နောက်လာမှသုံးလဲရတာပဲဆိုတွေးပြီးတော့နောက်လာရောက်တော့မေ့သွားအောင်ဒါပေမဲ့အချိန်တူတူအတွင်းလေးပဲ3ပတ်ပဲရမယ်ဆိုပြီးတော့ပေးလိုက်တဲ့အခါမှာငါအခုမသုံးလို့ရှိရင်3ပတ်နဲ့ဆုံးရှုံးတော့မယ်ဆိုတော့ loss aversion ဆုံးရှုံးမှာကြောက်တဲ့စိတ်ဝင်လာပြီးတော့မှချက်ချင်းသုံးဖြစ်သွားတယ်ပြန်လာသုံးနေလေစီးပွားရေးလုပ်ငန်းရှင်တွေအတွက်ကကြတော့ပို့ပြီးတော့မှရောင်းအားကောင်းနေလေပဲဟုတ်တယ်မလားနောက်ထပ် case study တခုရှိသေးတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် cookie jar study လို့ခေါ်တယ်သူကကြတော့သူစေတနာပညာရှင်တွေကလူတွေကိုအုပ်စုနှစ်ဖွဲ့ခွဲလိုက်တယ်ပြီးတော့ပထမအဖွဲကိုကြတော့ cookie 10ခုအပြည့်ထည့်ထားတဲ့ pamphlet တစ်လုံးကိုပြပေးတယ်အဲ့ဒီထဲကနေပြီးတစ်ခုကိုစားခိုင်းပြီးတော့ဘယ်လိုအရသာရှိလဲဆိုပြီးတော့ rating တောင်းတယ်ဒုတိယအုပ်စုကိုကြတော့သူက cookie နှစ်ခုပဲပါတဲ့ pamphlet ပြတယ် cookie ကတူတူပဲเนาะဒီတစ်ထုပ်တည်းကနေဖောက်ပြီးတော့မှ pamphlet ကြားထဲကို10ခုထည့်တယ်နောက်တစ်ကြားထဲကို2ခုထည့်တယ် cookie ကတူတူပဲအဲ့တော့နှစ်ခုပဲပါတဲ့ pamphlet ကိုတော့ပြပြီးတော့မှစားခိုင်းတယ် rating တောင်းတယ်အဲ့တော့အန်ဩစရာကောင်းတဲ့ရတဲ့ကဘာလဲဆိုလို့ရှိရင်ဒီ cookie နှစ်ခုပဲပါတဲ့ဖန်ကြားတွေကနေနှိုက်စားရတဲ့အုပ်စုကကြတော့ cookie ရဲ့အရသာက25%ပို့ပြီးတော့မှကောင်းတယ်ပို့ပြီးတော့မှစားချင်တယ်ဆိုပြီးတော့မှ rating ပေးကြတယ်တဲ့ cookie တူတူပဲကိုနှစ်ခုပဲကြံတဲ့စိတ်က25%တော့အရသာပိုကောင်းသွားစေတယ်ဆိုတာတော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့သူကနည်းနည်းလေးပဲကြံတော့တယ်ဆိုတော့စိတ်ကရှားပါမှုဆိုတဲ့ခံစားချက်ကသူ့ရဲ့တန်ဖိုးကိုကျွန်တော်ရဲ့စိတ်ထဲမှာအလိုလိုမြင့်တင်ပေးလိုက်တာကျွန်တော်အရှေ့ပိုင်းမှာလေ့လာခဲ့တဲ့ case study လိုပဲလူတွေရဲ့မျှော်လင့်ချက်ကတက်နေပြီဆိုလို့ရှိရင်အဲ့ရနေရတဲ့အတွေ့အကြုံတွေခံစားချက်တွေအရသာတွေကလည်းပို့ပြီးမှလိုက်တက်သွားတယ်နောက်တစ်ခုပေါ့နော်2022ခုနှစ်ကနေနာယီကြော်ညာစမ်းသပ်မှုမှာလည်း limited edition လို့ရေးထားတဲ့ကြော်ညာကအခုမှရောက်တဲ့ newly plenty in stock တို့เนาะ new edition တို့ဒီလိုမျိုးရေးထားတယ်ဆိုလို့ရှိရင်လူတွေရဲ့ဝယ်ခြင်းစိတ်ကို
38%ပို့ပြီးမှများစေတယ်တဲ့ Starbucks ရဲ့ PSR ဒီတိုင်းပဲနောက်မှတောက်မယ်ဆိုရင်လုပ်လို့မရဘူးအခုမတောက်လို့ရှိရင်ဒီသူ့ရဲ့ကာလာအတွင်းမှာမတောက်လို့ရှိရင်နောက်တစ်နှစ်လုံးပြန်စောင့်ရမယ်ဆိုတဲ့အတိအလူတွေကိုဒါရပြီဆိုတာနဲ့စိုင်ထဲကိုချက်ချင်းဝင်လာအောင်လို့တွန်းပို့ပေးလိုက်တယ်နောက်တစ်ခုကကြတော့စိတ်ဝင်စားဖို့ကောင်းတဲ့စိတ်ပညာတစ်ခုပါလို့ရှိရင် interrupted pleasure လို့ခေါ်တယ်သူကဒီ PSR ကို6လလောက်မရောင်းမဲနဲ့ရပ်ပေးထားတာက scarcity တစ်ခုတည်းကြောင့်မဟုတ်ဘူးသူ့မှာနောက်ထပ်ပို့ပြီးမှနက်နေတဲ့စိတ်ပညာဆိုင်ရာအကြောင်းပြချက်တစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်မျှော်လင့်ခြင်းရဲ့အရာသာ joy of anticipation အခုဗီဒီယိုကြည့်နေတဲ့မိတ်ဆွေနောက်ဆုံးခီးထွက်ခဲ့တာကိုစဉ်းစားကြည့်လိုက်ခီးစဉ်တစ်ခုကိုတကယ်သွားတဲ့အချိန်တွေပြင်မသွားခင်တလားလောက်ဒါမှမဟုတ်ရှင်တစ်ပတ်လောက်လိုတဲ့ဟိုရောက်ရင်ဘာသွားမယ်ဘာလုပ်မယ်ဘာရေးစီးမယ်ဘာရေးစားမယ်ဆိုပြီးတော့ကြိုပြီးမှ plan ဆွဲပြီးမှရင်ခုန်ရတဲ့အရာသာလေပြောစရာတစ်မျိုးကောင်းတယ်မဟုတ်ဘူးလား PSR ကလည်းအဲ့လိုမျိုးခီးသွားရင်ရမယ်ခံစားချက်တွေကိုသွားပေးတာတစ်နှစ်လုံးစောင့်ခဲ့ပြီးသူ့ရဲ့ယာတီပြန်အောင်လို့ပထမဦးဆုံးတစ်ခွက်ကိုတောက်လိုက်ရတဲ့အရာသာကအမြဲတမ်းတောက်နေရတဲ့အမြဲတမ်းရနေမယ်အရာသာထက်စားတယ်တော့ပို့ပြီးမှထူးခဲ့တယ်မျောလင့်ချက်ကအရင်မြင့်နေလို့နောက်တစ်ချက်ကကြတော့ဒီ PSR ရဲ့နောက်ထပ်လျှို့ဝှက်ချက်ပါလဲဆိုလို့ရှိရင် UE သွားခြင်းကိုတားဆီးခြင်းနဲ့ဒါကစီးပွားရေးလုပ်ငန်းရှင်တွေအတွက်တော်တော်လေးကိုအသုံးဝင်တဲ့စိတ်ပညာဆိုင်ရာတရားမှုတစ်ခုလူတွေရဲ့သဘာဝကိုကအမြဲတမ်းရနေလို့ရှိရင်တွေ့နေလို့ရှိရင် UE သွားတယ်ဒါကို psychology မှာဆိုလို့ရှိရင် habituated ဖြစ်သွားတယ်လို့ဆိုရဲဘလောက်ကောင်းတဲ့သခြင်းပဲဖြစ်ဖြစ်နေတိုင်းနားထောင်လို့ရှိရင်ကြာရင်ယူသွားတာပဲမဟုတ်ဘူးလားကိုပြန်စဉ်းစားကြည့်ကိုအရန်ကြိုက်လို့နေတိုင်းနားထောင်နေတယ်တပတ်လောက်ကြာတော့တော်ပြီနောက်ထောင်ကျင်တော့ဆိုဖြစ်သွားတယ်အဲ့တော့ Starbucks ရဲ့ PSR ကလည်းဒီလောက်ရောင်းကောင်းနေတဲ့ product ကိုဘယ် company ကတစ်နှစ်ပတ်လုံးမရောင်းမဲနေခြင်းပဲတစ်နှစ်ပတ်လုံးဖွင့်ပြီးတော့မှရောင်းရင်တို့အမြတ်တွေပို့ပြီးတော့မှရမယ်လို့ထင်တယ်ဟုတ်တယ်ဟုတ် sales team ကကြတော့ချက်ချင်းရမယ့်ပတ်စံကိုသူကတစ်နှစ်ပတ်လုံးရောင်းဖို့အတွက်တွန်းအားပေးမှာဒီ2လလေးရောင်းလာတာမှ10%တော့ရောင်းအားရှိဆိုတစ်နှစ်လုံးရောင်းလို့ရှိရင်ဘယ်တော့မှမြတ်မလဲဒါပေမဲ့လူတွေရဲ့စိတ်ကအဲ့လိုလုံးမလို့ marketing department psychology တည့်ရသူတွေကတော့ရေရှည် brand value ကိုကြည့်မယ် long term ကိုကြည့်ပြီးတော့သူကမလုပ်သင့်ဘူးလို့တားကိုတားမယ်ဘာလို့လဲဆိုတော့သူ့ရဲ့အဓိကစိတ်ပိုင်းဆိုင်ရာရန်သူဖြစ်တဲ့ habituation ကြောင့်ဒါကိုသက်သေပြတဲ့တော်တော်လေးထူးဆန်းတဲ့သူတည်တနာတစ်ခုရှိတယ်နော်လူတွေကဘယ်လိုမျိုးစိတ်ထားတတ်ကြတယ်ပေါ့နော်ဒါကကြတော့ massage chair study လို့ခေါ်တယ်လူတွေကိုဒီနှိမ့်တဲ့ကလထိုင်ကုန်းမှာထိုင်ခိုင်းပြီးတော့မှအပျော်ရွှင်ဆုံးရမှတ်ပေါ့နော် rating 0ကနေပြီးတော့90မှတ်ပြီးဥပမာအနှိမ့်ထိုင်ကုန်းမှာထိုင်လိုက်တယ်ပြီးဘယ်လောက်တက်တာဖြစ်သွားလဲ0ကနေပြီးတော့6မှတ်အထိ6မှတ်ဆိုအမြင့်ဆုံးဆိုအမှတ်ပေးခိုင်းတယ်အဲ့တော့လူတွေကိုအုပ်စု2စုခွဲပြီးတော့မှစမ်းသပ်တယ်ပထမအုပ်စုကိုကြာတော့3မိနစ်စက်တိုက်နှိမ့်ခွင့်ပေးတယ်အဲ့တော့သူတို့တွေ3မိနစ်နဲ့နှိမ့်ပြီးသွားအောင်ဘယ်လောက်ကြိုက်လဲဆိုတော့သူတို့တွေက6မှတ်မှာသူက 6.05 လောက်ပြန်မြပေးကြတယ်ပေါ့နော်6မှတ်လောက်ဆို6-7လောက်ပေါ့နော်ကျွန်တော်တို့ကလေးတွေအခေါ်ဆိုလို့ရှိရင်6-7လောက်ပေါ့ဒါပေမဲ့အုပ်စုခါအောင်ကြတော့သူကစက္ကန့်80နှိပ်တယ်ပြောလို့ရှိရင်ခဏလေးနားအောင်ဆိုပြီးတော့ရက်ခိုင်းတယ်ပြောတော့မှနောက်ထပ်စက္ကန့်80ပြန်နှိပ်တယ်စုစုပေါင်းနှိပ်ရတဲ့အချိန်ကကြတော့ပိုတော့မှနည်းသေးတယ်ဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်မှုကိုတိုင်းလိုက်တဲ့အခါကျတော့9မှတ်ကြော်တော့ရတယ်တဲ့အဲ့တော့နှိပ်ခံရတဲ့အချိန်က180စက္ကန့်3မိနစ်တောင်မပြည့်ဘူးဒါပေမဲ့သူတို့ရဲ့ပျော်ရွှင်ခြင်းတဲ့မှုကပိုပြီးမှမြင့်နေတယ်ဘာလို့လဲဆိုတော့ပျော်ရွှင်မှုကိုခဏလေးရလိုက်တာကအဲ့ဒီပျော်ရွှင်မှုကို18%ပို့ပြီးတော့မှမြင့်တက်သွားစေလို့စိတ်ပညာဆိုင်ရာ study တွေအရဆိုရဲဘာလို့လဲဆိုတော့စက္ကန့်20လောက်ရတဲ့အခါမှာအုံနောက်က UE သွားတဲ့ process ကိုသူက reset ပြန်ချပြီးတော့မှဒုတိယအကြိမ်နှစ်နဲ့မှုကြတော့အသစ်တစ်ခုလုံးသူကပြန်ပြီးတော့မှခံစားရလို့နောက်ထပ်သူတင်တာတစ်ခုထပ်ရှိသေးတယ်ဒါကတော့ Tali Sharot ဆိုတဲ့စာရေးဆရာမပေါ့နော်သူတင်တာပညာရှင်နဲ့စာရေးဆရာမ Tali Sharot ကသူကခီးသွားတဲ့သူတွေကိုလေ့လာတယ်ခီးစဉ်တစ်ခုမှာလူတွေအပျော်ဆုံးစိတ်အလှုပ်ရှားဆုံးအချိန်တွေကဘာတွေလဲဆိုတော့သူကသူတင်တာတယ်သူ့ရဲ့သူတည်တနာရလက်ကပါလဲဆိုရင်ခီးစဉ်ရဲ့အစမှာပဲလူတွေကပျော်ရွှင်ကျဉ်နှံ့မှုစိတ်လှုပ်ရှားမှုအမြင့်ဆုံးဖြစ်နေတာကိုတွေ့ရတယ်ဟိုတယ်ကိုပထမဆုံးရောက်တဲ့ညကန်းကျင်မှာပထမဆုံးတောက်ရတဲ့ကော့တေးတစ်ခွက်နိုင်ငံခြားခီးစဉ်ကိုလေရင်ကြီးစိုက်ပြီးတော့ပထမအဆုံးလေပတ်ရတဲ့ပထမအဆုံး first day ခီးထွက်ပြီးတော့မှဒုတိယနေ့မကုန်ခင်ပေါ့နော်43နာရီလောက်မှာပဲသူတို့ရဲ့ excitement level ကကျလာပြီဒီခီးစဉ်ကိုသူ့ရဲ့စိတ်ထဲမှာမတိမတာရိုးအီစာလေးပြုတ်လာတယ်ဒါကတော့သူတည်တနာstudy တွေပေါ့နော်အဲ့တော့ဒါကို PSR နဲ့ကျွန်တော်ပြန်ချိတ်ပြီးတော့လေ့လာမယ်ဆိုလို့ချင်း Starbucks ကသာဒီ PSR pumpkin spice latte ကိုတစ်နှစ်ပတ်လုံးရောက်မယ်ဆိုရင်လူတွေဘာဖြစ်သွားလဲနောက်တစ်ခါကကြာဝါအရသာ share ပဲ9ခွက်မြောက်လဲရောက်ကွာဆိုးပါအောင်10ခွက်မြောက်ကြတော့ဒါငါတောက်နေကြ coffee ပဲဆိုပြီး habituated ဖြစ်သွားတယ်နောက်ဆိုရင်မရွေးတော့အဲ့တော့ဒီလိုမျိုးရိုးအီသွားတဲ့အဆင့်တီကိုမရအောင်လူတွေရဲ့စိတ်ထဲမှာဒီ PSR ကအမြဲတမ်း wow ဆိုတဲ့ coffee အရသာဖြစ်နေအောင် Starbucks ကစိတ်ပိုင်းဆိုင်ရာအရာအရန်ကိုကစားတယ်လူတွေကအကောင်းဆုံးလို့ခံစားနေရတယ်လုံးဝတောက်နေတဲ့အချိန်မှာပဲသူကရောင်းတာကိုဖျက်ချလိုက်တယ်အဲ့တော့လူတွေကထပ်တောက်ချင်သေးတယ်ဆိုတော့ခံစားချက်ကြီးနဲ့ကြိုင်ခဲ့တယ်ဘယ်လိုလုပ်မလဲနောက်နှစ်ထပ်ဆောက်နောက်နှစ်ဒီစက်တင်ဘာအောက်တိုဘာနိုဝင်ဘာလောက်ကြာလို့ရှိရင် PSR ပြန်ရောက်မယ်အဲ့ခါကျလို့ရှိရင်မနစ်ကခံစားချက်ကောင်းကိုသတိရပြီးတော့မှ peak enjoyment နဲ့တို့တွေကပြန်စကြတယ်အဲ့တော့ PSR ကနှစ်စဉ်နှစ်တိုင်းမယိုးသွားတဲ့အရာတကူဖြစ်လာတယ်ဒါနဲ့ပတ်သက်ပြီးတကယ်စိတ်ဝင်စားဖို့ကောင်းတယ်လက်တွေ့ကြတဲ့စီးပွားရေးကိစ္စတွေတကူရှိတယ်အဲ့ဒါကြတော့ Cadbury ကုမ္ပဏီထုတ်တဲ့ cream egg chocolate ပဲအဲဒီပုံမှန်မြင်ရတဲ့
chocolate ကသူက Easter egg ပုံစံမျိုးလေးလုပ်ပြီးတော့မှမူလကသူက Easter အချိန်နေမှာပဲရောင်းတာ1980တဲ့ရောက်တော့သူဟာ Easter အချိန်မှာရောင်းတာတော့ရောင်းရတာအဲ့တော့ငါတို့တစ်နှစ်ပတ်လုံးရောင်းမယ်ကွာဆိုပြီးတော့ supermarket တွေမှာတင်တယ်တစ်နှစ်ပတ်လုံးရောင်းတယ်ဘာဖြစ်သွားလဲဆိုတော့တစ်နှစ်ပတ်လုံးရဲ့ total ရောင်းအားကြီးကကျသွားတယ်လူတွေကရိုးသွားတော့တန်တဲ့အချိန်မှာလည်းဝယ်လို့ရတယ် Easter အချိန်မှာလည်းဝယ်လို့ရတယ်ဆိုတော့မဝယ်တော့ဘူးအဲ့တော့သူတို့တွေကဘာလုပ်လဲဆိုတော့နောက်နေ့တည်းကျတော့အချိန်အကန့်အသတ်နဲ့ပြန်ပြီးမှရောင်းတဲ့ပုံစံကိုပြောင်းလိုက်ရဒီ habituation နီလန် psychology ကို Disney ကလည်းသိတယ်သူတို့ရဲ့နာမည်ကြီးကာတွန်းကားတွေဟိုးရင်တွေကအမြဲတမ်းမရောင်းဘူး Disney Vault ဆိုတဲ့အချိန်အကန့်အသတ်ထုတ်ပြီးမှရောင်းတယ်ပြောလို့ရှိရင်ဈေးကွက်ထဲကပြန်သိမ်းပြီးတော့မှနောက်ထပ်10နှစ်လောက် Vault ထဲမှာပြန်ပြီးမှသိမ်းလိုက်တာမျိုးတွေလုပ်တယ်အဲ့တော့သူတို့ကားတွေပြန်ထွက်ပြီးဟေးဆိုတဲ့လူတွေကအလူရွယ်ဝယ်ကြတာဒါက PS ရရတယ်ဒုတိယမြောက် psychology နီလန်သင်ခန်းစာပေါ့နော်နောက်ထပ်တတိယတစ်ခါကျတော့ nostalgia ကျွန်တော်မြန်မာ marketer တွေဆိုလို့ရှိရင်သိကြတယ်အတိတ်ကိုပြန်ပြီးမှလွမ်းဆွတ်တန်းတာတဲ့စိတ် nostalgia ဆိုတာလေတကယ်ကို marketers တွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့သုံးချတဲ့နဲ့စိတ်ပိုင်းဆိုင်ရာလွှမ်းမိုးဖို့ scarcity လည်းရှိပြီး anticipation လည်းရှိပြီးဒါပေမဲ့ကုန်ပစ္စည်းကိုယ်တိုင်ကမကောင်းလို့ရှိရင်တော့ဒါကအလုပ်ဖြစ်မှာမဟုတ်ဘူး PS အရသာရှိလားတကယ်ရှိတယ်သူတို့ရှိအောင်လည်းသေချာ research လုပ်ပြီးမှဖန်တီးထားဒါပေမဲ့လူတွေကအရသာကိုကြီးပဲတောက်နေတာမဟုတ်ဘူးအဲ့ဒီကပေးတဲ့ခံစားချက်သူတို့ဘယ်လိုခံစားရလဲဆိုရဲခံစားချက်ကိုတောက်တယ်ဒီ PS မှာတုံးထားတဲ့မာဆလာတွေတေချဘိုးကောက်လင်းချင်းဂျင်ဒါတွေကလည်း American လူမျိုးတွေအတွက်ဆိုလို့ရှိရင် nostalgia အတိတ်ကိုတန်းတာတရိယာခြင်းကိုအပြင်းထန်နှိုးဆွပေးတဲ့အရသာတွေဘာကြောင့်လဲ American လူမျိုးတွေစီမှာသူတို့စီမှာဒီ Thanksgiving dinner တို့ဆိုပြီးတော့သူတို့မိသားစုတွေအကုန်လုံးပြန်စုစည်းပြီးတော့ Halloween ပွဲတွေလုပ်ကြတယ် Thanksgiving dinner ဆိုပြီးတော့စုစားကြတယ်အဲ့ဒီအချိန်မှာကလေးဘွားမှာဆိုလို့ရှိရင်ဟာမိသားစုတွေအကိုတွေမောင်နှမတွေဆုံလင်းနဲ့စားကြတယ်။စားကြသည်ရဲ့အေးမြလက်ဆက်မှုတွေကိုသူတို့ကသတိရစေတယ်။ Halloween ပွဲတွေမိသားစုတွေတငယ်ချင်းတွေပြန်ပြီးမှစုံစည်းမှုတွေအိမ်မှာအဖိုးတွေအဖွားတွေကနေပဲဖုတ်ပေးတယ်။ဖျုံသီးမုန့်တွေ pumpkin pie လေးတွေနိဒီပေါ်ပုံမှန်မြင်ရတဲ့ဟာတွေစားရတဲ့အရာသာမှုှေးပြက်တဲ့အနံ့အသက်ပျော်ရွှင်ကျေနပ်မှုတွေမိသားစုအချင်းချင်းရင်းရင်းနှီးနှီးနွေ့နွေ့ထွေးထွေးဆက်ဆံတဲ့အမှတ်တရတွေအားလုံးကိုသူကဒီအနံ့တွေကပြန်ပြီးတော့မှနှိုးဆွပေးအဲ့လိုမျိုးကောင်းတဲ့အတိတ်တွေကိုပြန်ပြီးမှသတိရစေတဲ့ခံစားချက်က marketing မှာအရန်အစွမ်းထက်တယ် PS ကဒီဟာကိုလည်းအသုံးချထားတာဒါနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ case study တခုရှိသေးတယ်ဒါ Kodak ပေါ့နော်ကဘာကျော်တဲ့ Kodak camera ကလုပ်တဲ့သူတည်တဲ့အဲ့စက်သက်မှုမှာသူကလူတွေကို camera ကြော်ညာနှစ်မျိုးပြတယ်ပထမကြော်ညာကကြတော့ဘာလဲဆိုလို့ရှိရင်တင်းရဲ့အတိတ်ကအမှတ်တရတွေတင်းရဲ့ကလေးဘဝအမှတ်တရတွေကိုတန်ဖိုးထားပါဆိုတဲ့ nostalgia logic နဲ့သူကကြော်ညာတယ်ဒုတိယကြော်ညာကကြတော့ဒီနေ့ကစပြီးတော့မှမင်းရဲ့အနာဂတ်မှာအမှတ်တရသက်တွေကိုဒီ Kodak camera နဲ့ဖန်တီးပါဆိုပြီးတော့မှအနာဂတ်ကိုသူကကြော်ညာတယ်ဒီကြော်ညာတစ်ခု AB testing လုပ်လိုက်တဲ့အခါမှာအတိတ်ရဲ့ကလေးဘဝရဲ့ထိတဲ့ကြော်ညာပထမကြော်ညာကြည့်ရတဲ့လူတွေကသူတို့ရဲ့အိတ်ထဲကနေပြီးပတ်စံပို့ပြီးမှပေးခြင်းစိတ်ဝယ်ခြင်းစိတ် willingness to pay ပို့ပြီးမှများတာကိုတွေ့ရတယ်ဆိုလိုတာကဈေးနဲ့ပို့ပြီးမှများနေလို့ရှိနေတာမှာသူတို့တွေကဝယ်ဖို့ဝင်မလေးဘူးဘာလို့လဲဆိုတော့လူတွေကပျော်စရာကောင်းတဲ့အတိတ်နှွေးထွေးတဲ့အတိတ်ကလေးဘဝပြန်တွေ့လိုက်တဲ့အခါမှာ nostalgic ဖြစ်သွားပြီဆိုလို့ရှိရင်ပတ်စံကအရေးမကြီးဘူးလို့ခံစားပြီးတော့မှ emotional connection ကအနိုင်ရပါအတိတ်ကိုသူကပြန်ပြီးမှခံစားရစိတ်ပညာစိတ်ပိုင်းဆိုင်ရာခံစားမှုတွေချိတ်ဆက်မှုတွေကပို့ပြီးမှမြင့်သွားတယ် nostalgia အတိတ်ကိုလွမ်းမောခြင်းဆိုတာ customer နှလုံးသားကိုဓာတ်ရိုက် unlock လုပ်လို့ရတယ်တော့တချောင်းပဲအဲ့တော့ Starbucks ရဲ့ PS ကဒီတော့ကိုကောင်းကောင်းအသုံးချခဲ့နောက်ထပ်သူ့တင်တာတစ်ခုရှိသေးတယ်ကျွန်တော်ကဒီ case study တွေဆိုတာကဒါကြောင့်ဒီလိုဖြစ်သွားတယ်ဆိုပြီးတော့မှအပေါ်ယံလောက်တာမဟုတ်ဘူးဒီ case study ရှိတယ်လူတွေကဒီလိုအပြုတ်မှုကြတယ်အဲ့တော့ဒီလိုမျိုးရလက်တွေရတယ်ဆိုပြီးတော့ကျွန်တော်တို့ကနည်းနည်းလေ့လာကြတယ်နောက်ထပ် case study တစ်ခုကပါလဲဆိုတော့ nostalgia နဲ့လူတွေရဲ့ပတ်စံသုံးခြင်းစိတ်ကိုစမ်းသပ်တယ်သူတင်တာပညာရှင်တွေကလူတွေအုပ်စုခွဲပြီးတော့မှပထမအုပ်စုကြတော့သူတို့ရဲ့အတိတ်ဘဝပျော်စရာအဖြစ်အပျက်နှွေးထွေးတဲ့အဖြစ်အပျက်တစ်ခုကိုသူကပြန်စဉ်းစားခိုင်းပြီးတော့ nostalgic ဖြစ်အောင်လုပ်လိုက်တယ်ဒုတိယအုပ်စုကြတော့အနာဂတ်မှာမင်းတို့လိုချင်တဲ့ဟာတွေအကျိုးရလဒ်တွေဖြစ်ချင်တဲ့ဆန္ဒတွေကိုပဲစဉ်းစားခိုင်းတယ်ပြောလို့ရှိရင်ဒီအုပ်စုနှစ်စုကိုပစ္စည်းတွေဥမာစိုက်ကယ်ပြတယ်အင်ကြီးပြတယ်ကုတ်ဘူးပြတယ်ပြပြီးတော့မင်းဒါကိုဘယ်လောက်ထိပတ်စံပေးပြီးတော့ဝယ်ခြင်းမလဲဆိုပြီးတော့မေးတယ်သူတို့ရဲ့ရလဒ်ကအရင်အံ့ဩဖို့ကောင်းတယ် nostalgic ဖြစ်နေဟာအတိတ်လေးကိုပြန်တွေးပြီးတော့မှကျေနပ်နေသူတွေကတာမန်တွေထက်စားလို့ရှိရင်ပစ္စည်းပုံမှာပြန်မျှသုံးဆပို့ပြီးတော့မှပတ်စံပေးခြင်းစိတ်ရှိနေတာကိုတွေ့ရတယ်ဒါကဘာလို့ဖြစ်ရလဲစိတ်ပညာရှင်တွေရှင်းပြထားတဲ့ theory ရှိတယ်လူတွေကတဲ့ဘဝမှာလိုချင်တာကိုရဖို့အတွက်နည်းလမ်းနှစ်ခုသုံးတယ်နောက်တစ်ခါကျတော့ပတ်စံတော့ပေးပြီးမှဝယ်တယ်နောက်တစ်ခါကျတော့ social connectedness လို့ခေါ်တယ်လူမှုဆက်ဆံရေးဥပမာတငယ်ချင်းကတစ်ဆင့်အကူအညီတောင်းတယ်မိသားစုမိတ်ဆွေကနေတစ်ဆင့်အကူအညီတောင်းတယ်အရေးကြီးတာကျွန်တော်တို့ရဲ့အုံနောက်ကဒီနှစ်ခုတွေကတစ်ခုကိုအာရုံစိုက်နေနောက်တစ်ခုကအရေးပါမှုကကျဆင်းသွားတယ်
တခုအာရုံစိုက်ပတ်စံကိုအာရုံစိုက်နေလို့ရှိရင်လူမှုဆက်ဆံရေးကျဆင်းသွားတယ်လူမှုဆက်ဆံရေးအာရုံစိုက်လို့ရှိရင်ပတ်စံရဲ့အရေးပါမှုကကျဆင်းသွားအဲ့တော့ nostalgia ဆိုတာကကျွန်တော်တို့မိသားစုတငယ်ချင်းအချစ်လွမ်းမောဖွယ်ရာ social connectedness ခံစားချက်ကိုအပြင်းထန်ရစေအဲ့လိုမျိုးစိတ်ခံစားချက်တွေရပြီးစိတ်ထဲမှာနှွေးထွေးပြည့်စုံသွားတဲ့ခံစားချက်ရတဲ့အခါမှာပတ်စံရဲ့အရေးပါမှုကအုံနောက်ထည့်ရတယ်ခဏတာကျဆင်းသွားအဲ့တော့ nostalgic ဖြစ်နေတဲ့ customer ကဈေးသိမ့်မစစ်တော့ပဲဒီခံစားချက်တွေရဖို့ပတ်စံကိုပို့ပြီးမှလွယ်လွယ်ကူကူတုံးလိုက်တာအဲ့တော့ Starbucks ကဒီ PSN နေတစင်နှွေးထွေးတဲ့အတိတ်ဆိုတဲ့ခံစားချက်ကိုရောက်နေတာဒါတခြားသောစီးပွားရေးလုပ်ငန်းတွေရတယ်တုံးကြတယ် Oreo ဆိုလို့ရှိရင်ကျွန်တော်ငငယ်တုန်းကကလေးတွေကစားခဲ့ကြတယ်ဒီ Pac-Man လေဒီပါးစပ်နဲ့ဒူဒူစားတဲ့ဟာအဲ့ဟာလေးပုံစံလေးကိုသူ့ရဲ့ cookie တွေမှာလုပ်ပြီးတော့မှ biscuit တွေထုတ်ရောင်းတယ်ဟာငငယ်တုန်းကဆော့ခဲ့တဲ့လူကြီးတွေပေါ့နော်အခု20 30 40ဖြစ်နေလူတွေဟာဒါလေးကငငယ်တုန်းကဆော့ခဲ့တဲ့ဟာဆိုပြီးမှ Oreo တွေပါကင်လိုက်ဝယ်ပြီးတော့စားကြအောင်ဒါကလည်း nostalgia ကို marketing မှာအသုံးချခဲ့တဲ့ case study တွေပဲအဲ့တော့ကျွန်တော်တို့ဒီ Starbucks ရဲ့ PSL ပေါ့နော် Starbucks ရဲ့ pumpkin spice latte ဆိုတဲ့ product ရဲ့နောက်ွယ်မှာစိတ်ပညာတွေအများကြီးသုံးထားတယ်ဆိုတာသိသွားပြီဆိုတော့ဒီ case study ကနေကျွန်တော်တို့အခု video ကြည့်နေမိတ်ဆွေလိုမျိုးစီးပွားရေးလုပ်ငန်းလုပ်နေသူတွေ marketers တွေ business coach တွေအနေနဲ့ဘယ်လိုသင်ခန်းစာလေးရနိုင်မလဲသင်ခန်းစာ3ခုကျွန်တော်ဆွဲထုတ်ပေးထားတယ်ပထမတစ်ခုကကျတော့ scarcity ရှားပါမှုဖန်တီးပေးရမယ်ကိုယ့်ရဲ့ product service ကိုအများနဲ့မရောက်မဲ့နဲ့တချို့သော products တွေကို limited time offer လို့ limited stock ဆို limited edition လို့ဆိုပြီးတော့မှကန့်သတ်ပြီးရောင်းကြည့်အခုမဝင်ဆုံးရှုံးရမယ်ဆိုရယ်ခံစားချက်ကလူတွေရဲ့အချိန်ဆွဲခြင်းစိတ်ကိုအနိုင်ယူပြီးတော့မှရောင်းအောင်ချစ်ချင်းတက်စီနောက်တစ်ခုကကျတော့ habituated မဖြစ်သွားအောင်လို့ရပ်ပေးတစ်ခါကျရင်ကိုယ့်စီမှာအရင်ရောင်းအကောင့်နဲ့ product ရှိရဆိုလို့ရှိရင်အမြဲတမ်းဓာတ်ကြီးကိုပဲတွန်းမရောင်းနဲ့တစ်ခါလေကြလို့ရှိရင်နားပေးဖြတ်ပေး Disney Vault လိုမျိုးဈေးကွက်ထဲကနေခဏလေးပြန်ဖယ်လိုက်အဲ့ခါကျလို့ရှိရင် customer တွေက habituation ကို reset ပြန်ဖြစ်သွားပြီးတော့မှဒီပစ္စည်းပြန်ရပြီဆိုတာနဲ့ဝယ်လို့အားအရင်ကောင်းပြီးတော့မှလူတွေပို့ပြီးမှဝယ်ကြမယ်ကိုယ့် product ကိုလူတွေကတောင်းတနေပါစေကျွန်တော်အရှိမလေ့လာခဲ့ရတဲ့ဒီ Cadbury လိုမျိုးရောင်းရတဲ့ဟေ့ဆိုပြီးတော့မှ24နာရီ9ရက်လို့မရောင်းပါနဲ့အမြဲတမ်းရလို့ရှင်လူတွေကရိုးသွားတတ်တာတဘာဝပဲအဲ့ဒီသဘောတရားလေးကကျွန်တော် relationship တွေမှာလည်းမှန်တယ်ဟုတ်တယ်ဟုတ်အဲ့တော့ကျတော့အတိတ်ရဲ့ခံစားချက် nostalgia ကို marketing မှာအသုံးချ customer ရဲ့ပစ္စည်းကိုဝယ်တာကြီးပဲတသက်မဟုတ်ပဲねအဲ့ဒီပစ္စည်းကနေသူတို့ဘာတွေခံစားရမလဲဆိုရယ်ခံစားချက်ကိုမှဝယ်တာကိုယ့်ရဲ့ brand ကိုလူတွေရဲ့ customer ရဲ့ပျော်ရွှင်စရာအတိတ်ကလေးဘဝငယ်ဘဝနဲ့ချိတ်လို့ရမလားဆိုတော့စဉ်းစားဥပမာ retro design လေးတွေတချင်းဟောင်းတွေသုံးတာမျိုးမိမိချွတ်ကျွေးရဲ့ထမင်းဟင်းဆိုတဲ့အရာမျိုးเนาะငငယ်တုန်းကဆော့ကစားခဲ့ရတဲ့ပျော်ရွှင်မှုမျိုးဒါတွေကိုကိုယ့်ရဲ့ product service နဲ့ပပလေးချိတ်ပေးနိုင်လို့ရှင်လူတွေကကိုယ့်ရဲ့ brand ကိုဈေးနှုန်းနဲ့မဟုတ်ဘဲနဲ့နှလုံးသားနဲ့ပါတန်ဖိုးထားလိုက်မယ်အရေးကြီးဆုံးကတော့ nostalgic ဖြစ်နေတဲ့ customer ကဈေးမစစ်တတ်ဘူးဒီစိတ်ပညာဆိုင်ရာအချက်လက်တွေ psychology behavioral science principle တွေက Starbucks လိုမျိုး brand ကြီးတွေမှာသုံးလို့ရမှာမဟုတ်ဘူးလူတွေကိုရောင်းနေတဲ့လုပ်ငန်းငယ်လေးတွေ online shop လေးတွေမှာလည်းဒီသဘောတရားတွေကိုနားလည်ထားလို့ရှိရင်ကောင်းကောင်းအသုံးချလို့ရတယ်အခုဗီဒီယိုကြည့်နေမိတ်ဆွေလည်းဒီဗီဒီယိုပြသွားလို့ရှိရင်ကိုယ့်လုပ်ငန်းပြန်ပြီးတော့သုံးသပ်ကြည့်လို့ရတယ်ဒီအချက်တွေကဘယ်အချက်တွေကိုကိုယ့်လုပ်ငန်းမှာစပြီးတော့သုံးလို့ရမလဲနည်းနည်းချင်းစီစမ်းသပ်ပြီးတော့မှသုံးကြည့်လိုက်ပါအခုဗီဒီယိုကြည့်နေမိတ်ဆွေလည်းစီးပွားရေးလုပ်ငန်းတွေဒီရေအလားတိုးတက်အောင်မြင်ဖို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်ဒီဗီဒီယိုအဆုံးထိကြည့်ယူပြီးတော့လည်းကျေးဇူးတင်ပါတယ်နောက်ထပ် case study တွေမှာလည်းစိတ်ဝင်စားဖို့ကောင်းတဲ့စိတ်ပညာဆိုင်ရာ behavioral science ဆိုင်ရာနည်းလမ်းတွေကိုကဘာကျော် brands တွေဘယ်လိုအသုံးချထားလဲဆိုတာကိုလေ့လာမှာဖြစ်တဲ့ကြောင့်လို့နောက်ထပ်ဗီဒီယိုတွေနောက်ထပ် explainer series တွေမှာလည်းကျွန်တော်ပြန်ပြီးတော့မှတွေ့လိုက်ရအောင်ဒီကြားထဲမှာ give site ပါ